ဟာဟာဟာဟေ့ကောင်အေးဆေးပဲလားမင်းဒီနေ့ငါပတ်စံထုံးမပေးနိုင်ရင်တော့မင်းမိမနဲ့ကလေးကိုအကျွေးအတွက်တိန်းခေါ်သွားရလိမ့်မယ်မဟာယုံကြီးရဲ့ဥပဒေမှာအတိုးနှုန်းကိုတစ်နှစ်ကိုအမြင့်ဆုံး30%ပဲယူရမယ်လို့အတိအလင်းပြဋ္ဌာန်းထားတယ်အဲ့ဒါထက်ကျော်တဲ့အပိုင်းကိုဥပဒေအရအကာအကွယ်မပေးဘူးမင်းတို့ပေးထားတဲ့ချင်းငွေစီးရင်ကအခု2ဆဖြစ်နေပြီငါတို့ဒီစီးရင်ကိုတိတိကျကျပြန်တွက်ကြရအောင်အရင်က15လျံ30%အတိုးနဲ့ဆိုရင်3လပြည့်တဲ့အခါ16လျံနဲ့တပဲပဲကျတင်တယ်တပြားမှပုံမပေးနိုင်ဘူး3လပြည့်ရင်ကအရင်ရောအတိုးပါပြည့်စက်မယ်လို့မင်းသဘောတူရင်တူသဘောမတူရင်တော့ရုံးတော်မှာပဲရှင်းကြတာပေါ့ကောင်းကြီးလေးမင်း3လပြည့်လို့တပြားမှမပေးနိုင်ရင်တော့မင်းအိမ်ကိုမီးရှို့ပြစ်မယ်အမဲကြီးသွားစုဒီကောင်ကလောင်းကစားအရက်နဲ့မိမတစ်ခုမှမကြမ်းအကုန်လောက်တာပဲအမြင့်ကလေးကပုံနေတဲ့လူမိုက်ပဲငါဒီခန္ဓာကိုယ်ရဲ့ရောက်လာမှာတော့ဒီခန္ဓာကိုယ်ကတင်ထားတဲ့အကျွေးတွေကိုအရင်ရောအတိုးပါပြည့်စေးကြောတန့်စင်ပေးရမယ်မကြောက်ပါနဲ့အဖေရှိတယ်ဘယ်သူမှမင်းတို့ကိုလာမစော်ကားရစေရဘူးအရင်ကကောင်ကတေးသွားပြီးနောင်မင်းတို့ကိုငါပဲလှုပ်ကြွေးပြုစုမယ်ဟိုကြီးစမ်းပါဦးလောင်းကစားသမားကဒီတစ်ခေါက်တော့ငါသွားရှာမလို့လားမသိဘူးစာလောင်လုံးလို့လမ်းတောင်ကောင်းမရှောင်နိုင်တော့ဘူးဟာအဇူးယူထိန်မူရစေတဲ့ຫນွေပင်မဟုတ်လားအရင်ဘဝကစာအုပ်ထဲမှာဖတ်ဖူးတယ်ဒီຫນွေပင်ရဲ့အရွက်တွေကတရိတ်ဆန်တွေကိုမေးစေးမိတယ်လို့ထုံဝိုင်းသွားစေနိုင်တဲ့အာနိသင်ရှိတယ်ဟောဒီမှာယုံအနည်းဆုံး3ပိတာလောက်ရှိမယ်သူဘယ်လိုဖမ်းတာလဲတောဆောင်လက်ကပေးတာလားရှင်ပဲရိုက်တက်လာတာလားအင်းလေဒီညတော့အသားရင်းစားကြရအောင်ပေါ့ဟဲသမီးတို့ကိုယုံဘယ်လိုဖမ်းရလဲတင်ပေးပါဦးအဖေကဘယ်တော့ကတင်ထားတာလဲဘသူစီကတင်တာလဲစာအုပ်စီကလားစာအုပ်ထဲမှာယုံဖမ်းနေလဲတင်ပေးလို့ရတာပဲလားရတာပေါ့စာအုပ်ထဲမှာအကုန်ပါတယ်ဟီနောက်ဆိုရင်သမီးလေးကိုပါစာတင်ပေးမယ်နော်ကဲငါစွပ်ပြုတ်လဲကြက်ပြီးယုံကင်လဲရပြီလားထမင်းစားကြဆိုကျမအသားဟင်းစွပ်ပြုတ်မတော့ရတာ3နှစ်ရှိပြီနောက်ဆိုနေတိုင်းတော့ရစေရမယ်အဖေစကားတည်တယ်စကားမတည်ဘူးလားအင်းဒီသားမီး2ယောက်ရဲ့မျက်နှာလေးတွေကိုမြင်ရတာနဲ့တင်ငါဒီဘဝကိုကူးပြောင်းလာရတာတန်သွားပြီးအမဲလိုက်တာတခုလေးနဲ့တော့ရေရှည်မဖြစ်ဘူးဝင်ငွေတီတီငင်ငင်ရမယ်လမ်းကြောင်းတစ်ခုရှာမှဖြစ်မယ်စားကြမဟုတ်လားဒါတွေစားများရင်အစိတ်တင်တက်တယ်လေဒါပေမဲ့ဒီခေတ်မှာဆင်းရဲသားတွေကဒီစားပဲစားနိုင်တာချမ်းသာတဲ့သူတွေမှမင်းသုံးစားနိုင်ကြတာစားကတပြားတိုက်တယ်လို့အမျက်များတဲ့လုပ်ငန်းပဲငါသာဒီစားချမ်းကိုအစစ်မြင့်စားဖြတ်တစ်တန့်စင်ပေးနိုင်ရင်ကဲစားလို့ကြဆိုအောင်မြင်ပြီးဟဲဒါကစားလာလီတူသေးအိမ်ကစားထက်တောင်ဖြူသေးတယ်အင်းလီတူသေးအိမ်ကစားကတပိတ်တာ20ပြားပဲရှိတာဒါမျိုးကတော့တပိတ်တာကိုပြား90ရောင်းလို့ရတယ်ပြား90တောင်လားရှင်ဒါတွေအားလုံးဘလို့တက်နေတာလဲစားအုပ်ထဲကဖတ်ထားတာလေးပါစားအုပ်လဲဓာတုပိတာတဲ့ဒီလူကငါ့ကိုဘာလို့ဒီလောက်တောင်ရင်းနှီးတယ်လို့စိမ့်တက်တယ်လို့ခံစားရစေတာလဲရင်းထဲမှာပြောမပြတတ်တဲ့ခံစားချက်မျိုးဖြစ်မိတယ်ရှင်ကျမတို့ကိုတကယ်ကြီးထက်မရိုက်တော့ဘူးလားနာကျင်စေခဲ့ပါတယ်နောင်မင်းတို့သားမိကိုလက်ဖြားနဲ့တောင်မတိုးစေရဘူးအရင်ကတရိတ်ဆန်လိုကောင်းသေးသွားပြီးအခုကစပြီးမင်းနဲ့သမီးလေးညူးညူးကိုကောင်းထားမယ်ဟဲ့အဲ့ဒီစားကဘလို့အရသာလဲဟင်ချိုလာဥချောင်သမီးလေးရတာကငန်တာလေးမနှက်ဖြန်ကြရင်မြို့ပေါ်ကစားဆိုင်မှာတွားရောက်မယ်ကောင်းသောနေ့ရက်တွေစပါပြီအခုပဲတွားတော့မလို့လားစောစောပြန်လာတော့အင်းပြန်လာရင်မုတ်ကောင်းဝယ်ခဲ့မယ်တထေးဆောက်ဝယ်မလားဘလို့စားလဲထုတ်ပြဦးဟင်စားဖြူတွေပါလားအစစ်မြင့်စားပဲမင်းတာဘဲကရလဲဝယ်မယ်တပိတ်တာ30ပြပေးမယ်အိုမသွားပါနဲ့ဦးဈေးကြီးကြတာပေါ့မင်းကန်းလန်းနဲ့ဈေးပြောလေ50ပြတောင်းလားညီလေးမင်းဈေးတောင်းတာကြမ်းလုံးနဲ့အစိုးရစားတောင်းတပိတ်တာ80ပြပဲရှိတာအစိုးရစားကငါစားလို့ဖြူလို့လားတက်လို့လားမြည်ကြည့်ဦးခါတဲ့အရသာလည်းမရှိဘူးဖန်တာလည်းမရှိဘူးဒီလိုပစ္စည်းမျိုးကိုမြို့ကြီးတွေမှာတွားရောက်ရင်တပိတ်တာကိုငွေတစ်ချက်ပေးတောင်လူဝယ်ကြမှာထားပါတော့50ပြဆိုလဲ50ရောမင်းမှာဘယ်လောက်ရှိလဲဒီနေ့တော့2ပိတ်တာပဲယူလာတယ်ဟာ2ပိတ်တာတဲ့နဲ့ငါ့ကိုအကြကြီးဈေးစစ်နေတာလားနောက်ကြရင်အများကြီးယူလာခဲ့နော်ညီလေးမင်းရဲ့စားကအမြဲတမ်းရနိုင်မယ်ဆိုရင်ရှိတယ်လို့ငါကုန်ယူမယ်ဒါကတော့ရေဆက်ပေါ့ဗျာဟေးမင်းကဘယ်ရွာကလဲဆိုတာမပြောရသေးဘူးလေပထမဆုံးဝင်ငွေတော့ရပြီသမီးလေးညူးညူးအတွက်အဝယ်စားတစ်လက်လာလေးချုပ်ပေးရမယ်ဟင်းဘလို့လုပ်ပြီးလူနောက်ရောင်ခံလိုက်ရတာလဲဒါပဲလားလမ်းကြားတစ်ခုတည်းနဲ့တင်မျက်ခြေဖြတ်ပစ်လိုက်ပြီးငါတို့စိုက်ပျိုးရေးတက္ကသိုလ်မှာပြေးတာအနည်းဆုံးတစ်ခွဲခန်းကျွတ်တောင်ဒီကောက်ထက်ဖက်ရခတ်အောင်မယ်သမီးလေးညူးညူးအတွက်အဝယ်စားတစ်ချုပ်ပေးရမယ်ဒီပိတ်စာကအနည်းဆုံးပြနည်းနည်းလောက်ပေးရမှာပေါ့ဝယ်ပြီးပဲချုပ်လိုက်ပါဒါနဲ့ movie recap တွေအတွက် follow လုပ်ထားပါစားကရောင်းရလားဘယ်လောက်ရခဲ့လဲတရားငွေတစ်ချက်2ပိတာတဲ့နဲ့ငွေတစ်ချက်တောင်ရတာလားနောက်ဆုံးငါတို့ရဲ့ကောင်းသောနေ့ရက်တွေအခုမှဆက်တာပါကြားပြီးပြီလားချင်းစော့တယောက်မကြသေးခင်ကပဲချမ်းသာသွားတယ်တဲ့ဆုံးဖူပြောတာတော့သူစားရောင်းပြီးအကြီးကျယ်ချမ်းသာလာတယ်ပြောတယ်အရင်ကပြပုံဘဝကနေချက်ချင်းနာလန်ထူလာတာပဲရှူတိုးပြောသူကြားသွားအောင်မယ်အဲ့ဒီလောင်းကစားသမားကဘာလို့ချမ်းသာရတာလဲစတုထဦးလေးကြီးကျမတို့ချင်းမိသားစုအတွက်တရားမျှတအောင်လုပ်ပေးပါဦးဘာဖြစ်ပြန်တာလဲအဲ့ဒီတိရစ္ဆာန်လူကောင်သူကရုတ်တရက်ကြီးပတ်စံညာကြီးဘဲကရမှန်းမသိမတင်ကားစရာကောင်းနေလို့ပါကျမတို့ချင်းမိသားစုကမျိုးရိုးစင်ဆက်တန့်ရှင်းခဲ့တာသူကြောင့်ဂုံတိတ်ခါပြတ်မခံနိုင်ဘူးသူကဘလို့ချမ်းသာသွားလို့လဲသူ့မျိုးပေါ်မှာစားရောင်းတာ2ပိတာကိုပြား90ရတဲ့စဉ်းစားကြည့်လေသူလိုလောင်းကစားသမားကစားကိုဘဲကရမှန်းလဲတခိုးလာတာနေမှာပေါ့ချင်းစောမင်းဘလို့လေးပြေးတွေတိုက်ပြီးရောက်လာတာလဲမင်းပတ်စံတွေအများကြီးရလာတယ်ဆိုတာအမှန်ပဲလားအင်းပတ်စံနဲ့ငယ်တော့ရပါတယ်ဘလို့ရလဲဆိုတာအားလုံးကိုရှင်းရှင်းလင်းလင်းပြောပြစမ်းမဟုတ်မမှန်နဲ့ပတ်စံမဟုတ်ပါဘူးကျွန်တော်စားချမ်းကိုတန့်စင်နီးနဲ့တန့်စင်လိုက်တာပါစားတန့်စင်နီးဟုတ်လားဟုတ်ပါတယ်ဦးလေးကြီးမြည်ကြည့်ပါဦးဟဲ့ဒါကိုဘလို့လုပ်လိုက်တာလဲရှေးဟောင်းစာအုပ်ထဲမှာနီးလန်းပါလို့အဲ့ဒီအတိုင်းလုပ်ကြည့်တာပါတော်လိုက်တဲ့ကောင်နောက်လဲစူးစမ်းဦးငါတို့ချင်းမိသားစုအတွက်မျက်နှာပွင့်တာပေါ့ဟာအခုတော့အဲ့ဒီတော်ကြီးငြိမ်သွားပြီဒါပေမဲ့တိတ်တော့မကြပါဘူးဒါပေမဲ့ဂယူးဆိုင်နေစရာမလိုပါဘူးသူတခါလာပြဿနာရှာရင်ငါတခါမျက်နှာဖြတ်ရိုက်ပြမယ်သူမလာကျွန်တော်တဲ့အထိလုပ်ပြမယ်ဟာရှင်ခုစကားပြောတာတွေကအရင်ကနဲ့လုံးဝမတူတော့ဘူးအရင်ကဘလို့လဲအရင်ကအရက်တောက်ရင်လူကိုဆဲတယ်အရက်မတောက်ရင်ငိမ့်ငိုင်နေတတ်တယ်အရင်ကငါကတည်သွားပြီလေအခုငါကမင်းတို့သားအမိကိုပဲကောင်းထားချင်တော့တဲ့အကိုကြီးကြားရတာတော့ချင်းစောတယောက်မျိုးပေါ်မှာစားရောင်းပြီးအကြီးကျယ်မျက်နှာသာရတာတဲ့ဒါကကောင်းတဲ့ကိစ္စပဲလေချင်းစောပတ်စံရှိရင်ငါပတ်စံကိုပြန်ဆက်နိုင်ပြီပေါ့ဒါပေမဲ့အဲ့ဒီကောင်ကအရင်ကအကိုကြီးကိုမြင်ရင်ကြွက်ကအကြောင်းကိုမြင်တယ်လို့ပဲအခုကျတော့မဟာတွန်းပြည်ရဲ့ဥပဒေတွေနဲ့ပါလာပြောရဲနေပြီးမင်းတို့နှစ်ယောက်ရွာထဲကိုသွားပြီးအဲ့ဒီကောင်ဘာရီဂျန်စီနေလဲစုံစမ်းကြည့်ရခံလို့သူထွက်ပြေးဖို့ကြံရင်ချက်ချင်းဖမ်းခေါ်ခဲ့အမိတ်တိုင်းမှာအကိုကြီးဟောချင်အကိုကြီးအလုရှုံနေတာလားအင်ကြားရတာတော့ချင်းအကိုကြီးမကြသေးခင်ကပဲ
ချမ်းသာသွားတယ်ဆိုဂုံယူပါတယ်ရပါတယ်ဒီကောင်ကဘာလို့ပေကက်ကက်လုပ်နေတာလဲအဲ့ဒါချင်းအကိုကြီးဟူရန်ကပတ်စံကိစ္စလာမေးခိုင်းလို့ဘာလို့လောနေတာလဲ3လမှမပြည့်သေးတာ3လပြည့်ရဲ့နေ့ကျရင်ငါကိုယ်တိုင်ဟူရန်လက်ထဲကိုအရောက်လာဆက်မယ်ဒီကောင်ကဘာလို့နည်းနည်းမှမကြောက်တာလဲကောင်းပြီဒါဆိုတို့တွေပြန်ပြီးဟူရန်ကိုသတင်းပို့လိုက်မယ်အင်းသူတကယ်ကြီးအဲ့ဒီလိုပြောတာလားတကယ်ကြီးပါသူဝါချမ်းပြားတွေကိုဓာတ်နဲ့တန်ရင်ပြောနေတာတို့တွေကိုတစ်ချက်တောင်လှည့်မကြည့်ဘူးဒီကောင်မယိုးဘူးသွားပြီးပြဿနာရှာဖို့ကြတော့လေသူက3လပြည့်ရင်ဆက်မယ်လို့ပြောထားတာဆိုတော့အပြစ်ရှာစရာမရှိဘူးအချိန်မတိုင်ခင်အတင်းတောင်းရင်ရုံးတော်ရောက်ရင်ငါပဲနားလိုက်မယ်ကောင်းပြီငါ3လစောင့်မယ်3လပြည့်လို့ပတ်စံမထုတ်ပေးနိုင်ရင်တော့မင်းတို့တမိသားစုလုံးအေးမနေရစေရဘူးစားလို့တာကမျက်ပေမဲ့အထွက်နှုံနေပြီးအစိုးရကထိန်းချုပ်ထားတော့ရေရှည်မှာအန္တရာယ်ရှိတယ်လမ်းကြောင်းပြောင်းရမယ်ဆောင်းတွင်းမှာစင်တင်ပြီးဟင်းသီးဟင်းရွက်ဆိုင်မယ်ဆောင်းတွင်းဟင်းသီးဟင်းရွက်ကစားထက်တောင်ပိုးမြတ်နိုင်တယ်ငါအိမ်နောက်ဖေးမှာဖန်လုံးအိမ်ဆောက်ပြီးဆောင်းတွင်းဟင်းသီးဟင်းရွက်ဆိုင်မလို့ဆောင်းတွင်းကြီးမှာဟင်းသီးဟင်းရွက်ဆိုင်လို့ရှင်ပိုင်ပါမလားရှင်တာပေါ့ငါမှာနီးလန်းရှိတယ်ကောင်းပြီရှင်ဆိုင်မယ်ဆိုလဲစိုက်ကြတာပေါ့စိတ်ချပါနောက်နှစ်ဒီလိုအချိန်ကြရင်ငါတို့အိမ်ကအခြေအနေလုံးဝပြောင်းလဲသွားပြီအဟဲသမီးလဲကူညီလို့ရမလားရတာပေါ့သမီးကအဖေကိုရေလောင်းပေးတော့ကောင်းပြီချင်းစော့မင်းမလုံးမလို့လဲစင်တင်မလို့ပါစင်တင်ပြီးဘာလို့မလို့လဲဟင်းသီးဟင်းရွက်ဆိုင်မလို့ဒါကဘဲချိန်ရှိနေပြီလဲနောက်တစ်လဆိုဆောင်းတွင်းရောက်တော့မယ်အဲ့ဒါကြောင့်ဆောင်းတွင်းမှာစိုက်ပါလေဟာဆောင်းတွင်းကြီးမှာဟင်းသီးဟင်းရွက်ဆိုင်မယ်ဟုတ်လားမင်းလည်းမစိုက်ဘူးလားထင်တယ်မြေကြီးတွေတောင်ခဲနေတာကိုအပင်ပေါက်ရင်အစမ်းပဲချင်းစော့မင်းစားရောက်ပြီးယူသွားပြီးထင်တယ်ဟာသူတို့ပြောတာအကျိုးအကြောင်းစီလျော်မှုရှိရဲ့လားမင်းကကိုယုံလားယုံတာပေါ့ဒါဆိုပြီးတာပဲလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေစားရဖို့သာစောင့်နေတော့တိုင်းဒါကတိကျတယ်ထောင်ကွက်ကကွက်တီပဲကြစ်လေးရှိတယ်လေတိုက်ရင်တော့မလုပ်ဘူးအောင်မြင်ပြီးမနှက်ဖြန်မျိုးစိချမယ်အဟဲဆင်းအောက်မှာဘာတွေထွက်လာမှလဲဟင်းနုနယ်တွေကြက်သွမြစ်တွေနဲ့ပတ်စံတွေထွက်လာမှာပေါ့ပတ်စံတွေလည်းထွက်လာနိုင်တာလားရတာပေါ့သမီးကြီးလာရင်တီးလိုက်မယ်စိုက်ပြီးအင်းစိုက်ပြီးနောက်တော့သူတို့ပုံမှာပဲမူတီတော့တယ်9ရက်တောင်ရှိပြီးဘာလို့ရှားမှုမှမရှိဘူးငါမပြောဘူးလားမဖြစ်နိုင်ပါဘူးလို့စောင့်ကြည့်လိုက်ပါနောက်ရက်အနည်းငယ်ဆိုသူလက်လျှော့သွားလိမ့်မယ်ရှင်လာကြည့်ပါဦးဘာဖြစ်လို့လဲဒါတွေကအပင်တွေလားအင်းဟင်းနုနယ်နဲ့ကြက်သွမြစ်တွေလေသူတို့တကယ်ကြီးရှင်တန်လာတာပဲရှင်တန်လာပြီးဟဲသူတို့လေးတွေကတေးသေးလေးတင်ရှိသေးတယ်တေးသေးလေးကနေကြည့်လာမှာပေါ့သမီးရဲ့movie recap တွေအတွက် follow လုပ်ထားပါ